မင်္ဂလာပါဒီနေ့မှာတော့ရန်ကုန်မြို့ရဲ့နှလုံးသားလို့ခေါ်ကြတဲ့ပြည်သူရင်ပြင်ကိုတွားလည်ခဲ့ပါတယ်135.9နှစ်ဧကကျယ်ဝန်းဒီအနောက်ဘက်တွင်ပြည်သူလွှတ်တော်တည်ရှိတာကိုအစွဲပြုပြီးပြည်သူရင်ပြင်လို့ခေါ်ခဲ့ကြတာပါအနောက်ဘက်တွင်ပြည်လန်အရှေ့ဘက်တွင်ဦးဝိစာရလန်မြောက်ဘက်တွင်ဓမ္မစီဒီလန်တောင်ဘက်တွင်အလုံလန်းတို့ကအသီးသီးဝန်းရံထားပါတယ်အခုဆိုပြည်လန်းဝင်ပေါက်မှာလေကားပါကင်စီစဉ်ပေးထားလို့မင်ကပြည်လန်းဝင်ပေါက်ကဝင်ခဲ့တဲ့အတိုင်းပြောပြပေးသွားမှာပါအသေးနှလုံးပုံဝင်ပေါက်ကနေဝင်တာနဲ့မီးအလှဆင်ထားတဲ့အလှပုံဖော်ပန်းပင်အစ်စ်များနဲ့လူလို့ပန်းပင်များနဲ့အလှဆင်ထားပါတယ်ကလေးများအတွက်ဘုသူတော်ရစီယံမြမအင်တီမူဒူရိယာများချစ်တဲ့ဆောင်းပတလားတို့နဲ့စွမ်းအုပ်တို့ကိုမီးများနဲ့အလှဆင်ပုံဖော်ထားပါတယ်ဆက်သွားရင်တော့နာမည်ကျော်စင်ရုပ်ရေပန်းကိုတွေ့နိုင်ပါတယ်။ရေပန်းကတော့ညဘက်ကြားမှာဖွင့်ပါတယ်။ပပတ်လည်းနေရာကျဲဝန်းနဲ့တော့ကလေးငယ်လေးများစပင်းစီးလေ့ကျင့်နိုင်ပါတယ်။စာတန်းကြီးမှာအမတ်တရဓပုံရိုက်ပြီးရွှေဒီကုံစီရီတော်ဘတ်ချန်အထိဘေးနှစ်ဖက်မှာလှေကားလမ်းများခြံရံထားတဲ့မြက်ခင်းပင်ပိုင်းကလေးရှိပါတယ်။ကြိုက်တဲ့လမ်းတစ်လျှောက်တက်သွားရင်နားနေလိုပါကမြက်ခင်းပြင်ပန်းချန်ထဲမှာခုံလေးတွေပြင်ပေးထားပြီးရှီဟောင်းအမြောက်ကြီးနဲ့လည်းအမတ်တရထပ်ပုံရိုက်နိုင်ပါတယ်။အပန်းမြေရနေရတခုပဲမဟုတ်ပါဘူး။မိသားစုတွေလာလေကြတာလူငယ်တွေထပ်ပုံရိုက်ကြတာချစ်သူစုံတွဲတွေလက်တွဲလျှောက်ကြတာအားလုံးပျော်ရွှင်နေကြပါတယ်။အထူးသဖြင့်နေဝင်ချိန်ဒါမှမဟုတ်ညဘက်တွေမှာဆိုရင်အလင်းရောင်တွေနဲ့ပိုပြီးလှပပါတယ်။အလားပါနဲ့စိတ်အေးချမ်းမှုကိုခန်းစားခြင်းနဲ့ဒီနေရာပဲအကောင်းဆုံးပဲမို့ညနေခင်းမိသားစုတွေလမ်းသွားလျှောက်ဖို့ပြောပြချင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်